အားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့ကြာသာပရိနေ့ညနေအတွက်ဖြစ်ပါတယ်ဒါဒီဗီဒီယိုလေးကျွန်တော်ဒီဘက်တော့အဲ့လိုမျိုးလေးပဲလောက်သွားပေးပါမယ်အချို့ကဗီဒီယိုရှာတာမတွေ့ဘူးဆိုပြောနေလို့ဗျာနော်ဒီဗီဒီယိုရဲ့အောက်မှာကျွန်တော်တို့ comment link လေးမှာအရင်ဟို channel အသစ် link လေးတင်ပေးပါမယ်ဒီဗီဒီယိုကတော့တူတူလေးတွေပဲ10မိနစ်ကျော်လောက်ပဲတင်ပေးလို့ရတဲ့အတွက်ဒါကျွန်တော်ဟိုဘယ်လိုအခြေအနေကြောင့်ဘယ်လိုလေးတွေထိုးတင်လဲဆိုတဲ့ဟာတွေကျွန်တော်ဒါသိပြောလို့မကောင်းလို့ဗျာနော်ဒီမှာကတော့ကျွန်တော်ဒီနေ့မနက်ပိုင်းကတော့38ချိန်ပေါ့နော်38ချိန်ကိုတော့ဒါ1ချိန်လိုက်တဲ့လူတွေတော့ရကြမှာပေါ့နော်38ထွက်သွားတယ်ကျွန်တော်ဒီမှာကတော့ပတ်တီတစ်လုံးပဲကျန်တော့တယ်အခုကျွန်တော်အဲ့ဒီ channel အသစ်မှာတော့ကျွန်တော်ဒီ Viber နဲ့ Telegram groupလေးကျွန်တော်ချထားပေးပါတယ်အဲ့ဒီမှာမိတ်ဆွေများအနေနဲ့ပတ်တီဒါတီးတန်လိုက်ထုံနိုင်တဲ့သူများပတ်တီတစ်လုံးကျန်တယ်အဲ့ဒီပတ်တီလိုက်ထုံလို့ရပါတယ်တော်သွားသေးတယ်ဗျာနော်ဒီတစ်ပတ်ကကျွန်တော်တို့ကနန်း9လုံးတော့ကျန်နေတော့ပတ်တီတွေကလည်းနည်းကမတွေဖြစ်ကုန်တာအခုကျွန်တော်ဒီကပတ်တီတွေကတော့အမှန်တမ်းသူဗုဒ္ဓဟူးညနေလောက်ဆုံးတော့တော်တော်များများအကုန်လုံးဆင်းနေဗျအခုကကြာသာပရိနေ့ညနေဆိုတော့ဒီညနေမှာပဲအဲ့ဒီကျန်တဲ့ပတ်တီတစ်လုံးဆင်းမယ်လို့တော့ထင်ပါတယ်အဲကြောင့်မိတ်ဆွေများအနေနဲ့ဒါပတ်တီတီးတန်လိုက်ထုံခြင်းနေဆိုလို့ရှိရင်တော့ကျွန်တော်အခုချထားပြီးတဲ့ဗီဒီယိုရဲ့ဒီ channel တစ်ရဲ့ဗီဒီယိုအောက်မှာပေါ့နော်အဲ့ဒီမှာ Viber နဲ့ Telegram group လေးကျွန်တော်လုပ်ပေးထားပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေကျွန်တော်တို့ဒီညနေကတော့10 break ဆင်ထားတဲ့အတွက်ဒါ6 break ကိုတော့အဓိကဦးစားပေးပြီးတော့ကစားလိုက်ပါဗျာနော်10 break ပြီး6 break ကဆင်းတက်ပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ